ရှိတဲ့လူကတာရီချီမျက်လုံးမာရဲတာရီချီမျက်လုံးမာရဲမစိုးရင်တော့ဘူးလေယာကိုမှတနေရာမရှိဘူးကိုရောရင်ကတိတော်များဒီစမ်းမပြတ်ဘူးကိုရောရှင်ကကတိတော်တိုင်းရှိတဲ့သူတဲ့ကျွန်တော်ရဲ့ဘက်မှာရှိတဲ့သူကတာရီချီမျက်လုံးမာတဲ့တာရီချီမျက်လုံးမာတဲ့လောကဘက်မှာရှိတဲ့သူတဲ့ကျွန်တော်ရဲ့ဘက်မှာရှိတဲ့သူကတာရီချီမျက်လုံးမာတဲ့ Praise the Lordကျွန်တော်တို့ပြောရမယ့်စကားသင်မိသားစုထဲမှာသင်ပတ်ဝန်းကျင်ရှိတဲ့သူတဲ့ကျွန်တော်ရဲ့ဘက်မှာရှိတဲ့သူက
တာ၍ချီမျက်လုံးပါတယ်တာ၍ချီမျက်လုံးပါတယ်လောကဘက်မှာရှိတဲ့သူထက်ကျွန်တော်ရဲ့ဘက်မှာရှိတဲ့သူကတာ၍ချီမျက်လုံး